ဒီငါးကရေမကူးပါဘူးလက်ပုံစံရှိတဲ့သူ့ရဲ့စူးတောင်တွေနဲ့ပဲလမ်းလျှောက်တတ်ပါတယ်သူ့နာမည်ကတော့ Coffin Fish ပါသူဟာအလင်းရောင်မရှိသလောက်နဲ့ဘာမဆိုနှေးကွေးတဲ့ဩစတြေးလျတောင်ပိုင်းရဲ့ပင်လယ်ကျမ်းပြင်မှာနေထိုင်ပါတယ်သူကအစာကိုလိုက်ဖမ်းလေလည်းမရှိပါဘူးသူ့ခေါင်းပေါ်ကစူးလေးတစ်ချောင်းကပဲအစာရှာပေးတာပါအဲ့ဒီစူးလေးကိုလှုပ်ရှားလိုက်တာနဲ့တခုခုကရောက်လာပါလိမ့်မယ်အဲ့ဒါဆိုရင်ပဲသူကအစာဝသွားရောသူဟာဘာမှမလုပ်ပဲငြိမ်ငြိမ်လေးပဲနေတတ်ပါတယ်။နာရီတွေရက်တွေကုန်လွန်သွားပေမဲ့သူကတော့အလင်းစလိုလှုပ်เสียမလို့တဲ့သူတယောက်လိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်နေတတ်ပါတယ်။တစုံတရာကချင်းချောက်လာတဲ့အခါမှာတော့သူဟာခန္ဓာကိုယ်ထဲကိုရေတွေစုပ်ယူလိုက်ပါတယ်။တစ်စက္ကန့်တောင်မကြာခင်မှာပဲသူ့ရဲ့အရွယ်အစားဟာ2ဆလောက်ဖြစ်သွားပါတော့တယ်။စူးတွေကထောင်လာပြီးခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပါတယ်။အစိတ်လည်းမရှိအစိတ်တောက်လည်းမပါဝင်ပါဘူး။တိဆောက်ပုံတက်တက်ပဲဖြစ်ပါတယ်။တစ်ချိန်ကသေးငယ်နေတဲ့သူဟာအခုတော့ဘသူမှမမျိုးချနိုင်တဲ့အရာတစ်ခုဖြစ်သွားပါပြီ။ Pufferfish လိုမျိုးသူကဘသူ့ကိုမှအစိတ်ခတ်တာမဟုတ်ပါဘူး။သူကရိုးရှင်းစွာနဲ့ပဲဘသူမှမစားနိုင်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တာပါပင်လယ်ကျမ်းပြင်မှာတော့အသက်ရှင်တန်ခြင်းဆိုတာအမြန်နှုံးမဟုတ်ပါဘူး။အဲ့ဒါဟာပြောင်းလဲခြင်းပဲဖြစ်ပါတယ်။